Hey, have you ever heard someone say SS baggage? What if your this is male or fine? Welcome back again. Alright, today we'll figure out what does SS baggage mean. So let's get started. SS baggage means like a person or thing that gets in a way or a burden that you stuck with. The SS baggage ကိုကကျွန်တော်တို့ဒီဘယ်လိုပြောမလဲကိုယ့်ရဲ့ထွက်ပေါက်ကိုပိတ်မိထားတဲ့ဝင်ထုတ်ဝင်ပို့ကိုယ့်ရဲ့စိတ်ကိုနောက်ဆက်ဖြစ်စေတဲ့ဝင်ထုတ်ဝင်ပို့တွေအကုန်လုံးကိုပြောပါတယ်ဘာဝင်ထုတ်ဝင်ပို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်ကိုမတက်မတာဖြစ်စေတယ်စိတ်နောက်ဆက်ဖြစ်စေတယ်ကတိကောက်ဖြစ်စေတယ်ပိတ်မိနေလို့ထင်ရတဲ့ဝင်ထုတ်ဝင်ပို့တွေအကုန်လုံးကိုကျွန်တော်တို့က SS baggage လို့ခေါ်ပါတယ် Alright so let's figure it out with an example တစ်ခုနဲ့ကြည့်လိုက်အောင်Tom wants to leave his wife he feels like she's just SS baggage ပေါ့ Tom ကသူ့မိန်းမစီမှာမနေချင်တော့ဘူးသူ့မိန်းမကိုသူကဘယ်လိုပြောမလဲSS baggage လို့မြင်သွားပြီကွာလုံးဝဝန်ထုံပို့တစ်ခုလို့သူကမြင်လိုက်ပြီဆိုတော့သူ့မိန်းမနဲ့အတူမနေချင်တော့ဘူးလို့ပြောတာ Alright guys I hope this is useful for you and see you in the next video stay tuned Oh before I wrap it up ကျွန်တော်တခုပြောချင်တာဒီဘယ်လိုပြောမလဲဒီ account ကို follow ထားဖို့မေ့ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီ account မှာတကယ်လူငယ်တွေတဲ့သုံးဝင်တဲ့ slang တွေတည့်ရတဲ့ပုတ်တင်ပေးနေတာဖြစ်ပါတယ်။ like မပေးချင်တော့မှ follow ခဲ့ဖို့မမေ့ပါနဲ့။ဘာကြောင့်လဲဆိုတော့ follow ထားရင်တော့နောက်ကျွန်တော်အတစ်တင်တဲ့ video တွေပြန်ပြီးမှတွေ့ရမှာဖြစ်ပါတယ်။ slang ပြီးတော့ရင်ကျွန်တော် daily expression လို့ခေါ်တဲ့ idiom တွေလည်းအများကြီးတည့်တစ်လုံးပြန်တင်ပေးပါမယ်။ဒီ daily expression နဲ့ idiom တွေပြီးတော့ရင်ကျွန်တော်ဒီ phrasal verb တွေကိုလည်းနေ့တိုင်းတင်ပေးတော့မှာဖြစ်ပါတယ်။ So don't miss it guys. All right. Peace out.